အလောက်ကောစာများပြီးလာကကောင်းတဲ့ဘူပွားဆောက်ရှောက်ရဲ့အလောက်ဟာဆိုရင်ဆာကူရာမော်လမြိုင်ကျောင်းခွဲရဲ့လူကြိုက်အများဆုံးနဲ့အင်တာဗျူးအောင်ချက်အကောင်ဆုံးပဲဖြစ်ပါရဲ့ရှင်။အသက်18ကနေ45နှစ်ထိခေါ်တာကြောင့်လူငယ်တွေအတွက်ရောလူလပိုင်းတွေအတွက်ပါရွေးချယ်တင်နေတဲ့မှာပါရဲ့ရှင်။မိန်းကလေးတွေဂျပန်ကိုဘူပွားဆောက်ရှောက်ရဲ့အလောက်ကိုရွေးချယ်တော့မယ်ဆိုရင်အဓိကသိထားတင်တာက trainee visa နဲ့သွားမယ်ဆိုရင်အောင်လက်မှတ်မလိုတာကြောင့်အချိန်တူတူအတွင်းအင်တာဗျူးဝင်ဖြေနိုင်တယ်လို့အကျဉ်းစနစ်နဲ့ပါရရှိနိုင်တဲ့ education fees ပေးသွင်းရတဲ့ပုံစံအရေးကြစနစ် installment program နဲ့0 cost ဆိုပြီးတော့3မျိုးရှိထားပါရဲ့ရှင်။ trainee တက်လာစာပို့ကောင်းခြင်းနဲ့အခွင့်အလမ်းပို့ကောင်းခြင်းနဲ့ဆိုရင်တော့တူကုတေခိုင်းကိုရွေးချယ်တင်ပါရဲ့ရှင်။တူကုတေခိုင်းကိုဟာဆိုရင်အလုပ်ကောစာလဲပေါ်တာကြောင့်အင်တာဗျူးကိုမအောင်မချင်းဖြစ်ဆိုနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်မော်လမြိုင်ကျောင်းခွဲမှာဖွင့်လှစ်မဲ့ N5 N4 N3 နဲ့တူကုတေစားသောက်ကုန်ထုတ်တင်တန်းများကိုတက်ရောက်ကြဖို့အတွက်အကြံပြုလိုပါရဲ့ရှင်။မော်လမြိုင်ကျောင်းခွဲတွင်နေ့မှာတင်ခဲ့တဲ့စာတွေကိုညဘက်မှာစာချက်ဝမ်းများပြုလုပ်ပေးထားတာကြောင့်စ조사ကျင်သူများအတွက်အခွင့်အလမ်းကောင်းများရယူလိုက်ပါရှင်။မော်လမြိုင်ကျောင်းခွဲရဲ့လိပ်စာကတော့အောင်ဆန်းနှမဖို့မြိုင်သားရရောက်ွက်တန်းမှာတည်ရှိတာဖြစ်ပြီးတော့နေကလက်တက်ခြင်းတဲ့လူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေရောစီစဉ်ပေးပါရဲ့ရှင်။တင်ချစ်ခင်ရတဲ့တင်မိတ်ဆွေတငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့လည်းတောင်းဆိုလိုပါရဲ့ရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။